Hello မင်္ဂလာပါရှင်ပန်ကိတ်တတာပါဒီနေ့မှာတော့တတာကဒီတတာတို့ရဲ့ကြည့်ရှုသူတွေကိုပေါ့နော်တတာနဲ့တတာရဲ့အမျိုးသားရင်းနဲ့ဒီလိုမျိုးမေးခွန်းတွေမေးကြတဲ့အစီအစဉ်လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်အဓိကမေးမယ့်မေးခွန်းတွေကတော့လေဘာနဲ့ပတ်သက်လဲဆိုလို့ရှိရင်သူ့မှာပေါ့နော်ဒီလိုမျိုးအဖေတယောက်ဖြစ်ဖို့ ready ဖြစ်ပြီလားပြီးလို့ရှိရင်တတာတို့parent တွေပေါ့နော်မိဘတွေဖြစ်လာတဲ့အချိန်ကျရင်သူကနေပြီးတော့မှသားသမီးတွေအတွက်ပေါ့နော်ဘယ်လိုမျိုးဖခင်မျိုးဖြစ်ချင်တာလဲပြီးလို့ရှိရင်တရားကိုဘယ်လိုမျိုးလေးတွေပေါ့နော်အဖေတယောက်နေရာကနေပြီးတော့မှဘယ်လိုအဲ mentally အရာရော physically အရာရော financial အရာရောပေါ့နော်ဘယ်လိုမျိုးကုညီထောက်ပံ့မှာလဲဆိုတာနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတရားကသူ့ကိုမေးချင်တယ်အဓိကကတော့သူအဖေဖြစ်ဖို့ ready ဖြစ်ပြီလားမဖြစ်သေးဘူးလားဆိုတာကိုလေမေးချင်တာပါဆိုတော့တရားနဲ့အတူတူလိုက်ပြီးတော့ကြည့်ပေးပါတရားကသူ့ဘာတွေမေးမှလဲသူကရောဘယ်လိုဖြေပြီးတော့မှတရားကသူ့ရဲ့အဖြေတွေကိုဘယ်လိုမြင်လဲဆိုတာနဲ့ပတ်သက်တာလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပြီးတော့ကြည့်ပေးပါလို့ Okay let's go တရားသူ့ကိုမေးမဲ့မေးခွန်းတွေကိုပေါ့နော်ဒီ A4 စာရွက်ထဲမှာရေးမယ်ပေါ့နော်ဆိုတော့ကင်မရာမကြိုက်တဲ့သူဆိုတော့လေသူကသူ့ကိုလေဒီလိုလက်နဲ့ပဲရေးပြီးတော့ဖြည့်ခိုင်းဖို့ဒါစဉ်းစားထားတယ်သူကင်မရာလေးထောင်ပြီးတော့မှမေးရင်လေသူဖြည့်လို့ထွက်မှာမဟုတ်ဘူးတီးတယ်တီးလားဆိုတော့ဒါလည်းလိုချင်တဲ့အဖြေလေးတွေပြောချင်တာကလေသူရဲ့တကယ် honest အဖြေလေးတွေရအောင်ပေါ့နော်ပြီးတော့ဒါဘက်ကနေလဲပေါ့နော်သူအဲ့လိုမေးချင်တာလေးလည်းမေးလို့အဆင်ပြေအောင်လို့ဒီ A4 ထဲမှာရေးပြီးတော့မေးမယ်ပေါ့နော်ဆိုတော့ Okay မေးခွန်းလေးတွေရေးလိုက်အောင်မယ် Okay တန်တန်မေးခွန်းလေးတွေမေးဖို့ ready ဖြစ်ပါပြီဆိုတော့မေးခွန်းကဘယ်နှခုရှိလဲဆိုတော့ရတဲ့ချိန်ကျမှကြည့်တော့เนาะတိတ်မများဘူးအရန်ရှိသွားမှာဆိုလို့ဗီဒီယိုကလေဆိုတော့သူအဓိကမေးခွန်းလေးတွေမေးထားတယ်သူကရောဘယ်လိုဖြေမှာလဲဒါနဲ့အတူတူရင်ခုန်စွာလိုက်ကြည့်ရအောင်ကဲအဖြေတွေကတရားရဲ့လက်ထက်ကိုရောက်လာပါပြီပေါ့နော်သူဒီကတော့ဖြေထားတာလေတနိုင်လောက်ကြာတယ်တိလားဆိုတော့အရှိလည်းရေးထားတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့နည်းနည်းရှည်မယ်ပေါ့နော်ဆိုတော့တရားကတော့အရင်စိတ်ဝင်စားနေတယ်သူဘာတွေရေးထားလဲဆိုတာလေဆိုတော့ပထမဆုံးမေးခွန်းတစ်ခုကိုတရားဖတ်ပြပါမယ်ပေါ့နော်ဆိုတော့တရားအင်္ဂလိပ်လိုကတော့လေနောက်မှပဲတရားဒီဗီဒီယိုရဲ့အဆုံးမှာပေါ့နော်စာလေးတွေပေါ့နော်ဗီဒီယိုလေးတွေနဲ့ရိုက်ပြီးတော့မှပေါ့နော်ပြပေးမယ်ပေါ့နော်ဆိုတော့ကိုယ့်ဟာကိုယ်ဖတ်ကြည့်လို့ရအောင်ပေါ့နော်ဆိုတော့တရားကတော့တခါတည်းပဲဗီဒီယိုကအရင်ရှည်သွားမှဆိုလို့လေတခါတည်းပဲတရားမေးထားတာရောသူဖြေထားတာရောပေါ့နော်အချင်းချုပ်ဖတ်ပြမယ်လေနော်ဆိုတော့ဖတ်ပြမယ်ဆိုတာတည်းပြောပြမယ်ပေါ့နော်ဆိုတော့တရားသူ့ကိုမေးထားတာကလေဒီအဖေကောင်းတယောက်ရဲ့အတိတ်ဘယ်ကနဲ့သူဘယ်လိုမျိုးဖွင့်ဆိုထားလဲပေါ့နော်အဲ့ဒါကိုပေါ့နော်သူဘယ်လိုမျိုးပေါ့နော်နေ့တိုင်းပေါ့နော်နေ့စဉ်နေ့တိုင်းပေါ့နော်သူဘယ်လိုမျိုးဖခင်တဲ့အကောင်းတယောက်ဖြစ်အောင်နေဖို့သူမျှော်လင့်ထားလဲဆိုတာကိုတရားမေးထားတယ်ပေါ့နော်ဆိုတော့သူကတော့အစလေးကိုတော့အဲ့လိုဟာတလေးနည်းနည်းနဲ့သူကပြောထားတယ်ပေါ့နော်ဆိုတော့အဖေကောင်းတယောက်ဖြစ်ဖို့ကြတော့လေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်တပတ်တစ်ခါပေါ့နော်ဘောလုံးကန်တာကိုပေါ့နော်ခေါ်သွားမယ်ဆိုပြီးတော့သူဟာတလေးရေးထားတယ်ပေါ့နော်ဒါပေမဲ့ဖခင်ကောင်းတယောက်ရဲ့အတိတ်ပဲကိုသူကအောက်မှာကိုဟာသူ့ဟာသူပြန်ပြီးတော့ဖွင့်ဆိုထားတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဖခင်ကောင်းတယောက်ဆိုတာနဲ့အမြဲတမ်းပေါ့နော်ကိုလှုပ်တဲ့အပြုအမူတွေပေါ်မှာကိုတွေးတဲ့အတွေးခေါ်တွေပေါ်မှာပေါ့နော်ကားနဲ့ကိုယ့်ရဲ့သားသမီးပေါ်မှာဘလောက်တဲရောက်မှုရှိနိုင်မှလဲဆိုတာကိုအမြဲတမ်းဆင်ခြင်တွေးတော့တတ်တဲ့ဖခင်မျိုးကိုနဲ့ဆိုလိုတာဖြစ်တဲ့အကြောင်းသူကပြောထားတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးဖခင်ကောင်းတယောက်ကနဲ့ဘာဖြစ်ရမှာလဲဆိုလို့ရှိရင်အမြဲတမ်းပေါ့နော်ဒီလိုမျိုးရှေ့ကပေါ့နော်လမ်းပြကောင်းတယောက်ဖြစ်ရမယ်ပြီးလို့ရှိရင်အမြဲတမ်းပေါ့နော်ကိုယ့်ရဲ့သားသမီးတွေရဲ့ဒီကောင်းခြင်းဆိုးခြင်းကိုယ့်ရဲ့သားသမီးတွေရဲ့အားသာချက်အားနည်းချက်တွေကိုအမြဲတမ်းပေါ့နော်ပြောချင်တာလေလစ်လာကြည့်ရှုပြီးတော့မှပေါ့နော်
နားလည်ပေးနိုင်တဲ့ဖခင်မျိုးဖြစ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့သားသမီးရဲ့အားသာချက်အားနည်းချက်တွေပေါ်မှာဒီသားသမီးတွေကိုဘယ်လိုမျိုးပေါ့နော်အရှိမဘယ်လိုမျိုးသူတို့ရဲ့အောင်မြင်မှုတွေသူတို့ရဲ့ဒီရှောက်လန်းနေမှာနဲ့ဘယ်လိုမျိုးဥဆောင်ရမှာလဲဆိုတာကိုလမ်းမှန်နီးပြနိုင်တဲ့ဖခင်မျိုးဖြစ်ရမှာကိုသူကပြောပြထားတယ်ပေါ့နော်ပြီးတော့သူကနဲ့ဒီလိုမျိုးဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သူနေ့တိုင်းနဲ့ဘယ်လိုမျိုးပေါ့နော်ပြတမှာလဲဆိုလို့ရှိရင်တော့နဲ့သူကဘယ်လိုမျိုးအဲ့ဒီကလေးတွေကိုပေါ့နော်ဘယ်လိုမျိုးရှေ့ဆောင်လမ်းပြမှာလဲဆိုတော့နဲ့သူဟာနဲ့ချစ်ချင်းမေတ္တာတွေရဲ့ပြီးလို့ရှိရင်နားလည်မှုတွေရဲ့နောက်ပြီးလို့ရှိရင်သူတို့ကိုလမ်းပြဦးဆောင်တဲ့အရှိကခေါင်းဆောင်ကောင်းတစ်ယောက်ပြီးတတ်တဲ့ဒီလိုမျိုးအရေးအချင်းတွေနဲ့သူကဒါလေးတွေနဲ့ပေါ့နော်ပြသသွားမယ်လို့သူကဖြေထားတယ်ပေါ့နော်ဆိုတော့သူဖြေထားတဲ့မိကုံးပေါ်တရားကကျင့်တတ်မှုရှိတယ်ဒီမိကုံးကိုဒီအဖြေကို rate ရမယ်ဆိုလို့ရှိရင်တော့သူ့ကို10 out of 10ပေးတယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်တရားကိုယ်တိုင်ပေါ့နော်ဒီလိုမျိုးမိဘမျိုးဖြစ်အောင်တရားကိုယ်တိုင်လည်းနေချင်တယ်ပေါ့နော်ဒီမိခွန်းနဲ့ပတ်သက်ပြီးလို့ရှင်တော့သူ့ကိုတော့အမြဲတမ်းပေါ့နော်တရားတို့ကြုံရင်ကြုံသလိုမျိုးလမ်းမှာသွားတာဖြစ်ဖြစ်တရားတို့ရဲ့ဘဝရဲ့ဒီဥပမာလေးတွေပေါ့နော်အမြဲတမ်းသူ့ကိုပြောဖြစ်တယ်ပေါ့နော်ငါတို့သားသမီးတွေရလာရင်ပေါ့နော်ဒီလိုမျိုးမိဘမျိုးဖြစ်အောင်ငါတို့တွေနေမယ်ငါတို့တွေအမြဲတမ်းစူးစမ်းမယ်သားသမီးတွေကိုအမြဲတမ်းလမ်းပြကောင်းဖြစ်အောင်ငါတို့နေထိုင်မယ်ပြီးလို့ရှိရင်တရားကလေငါတို့တွေအရင်ချမ်းသာဖို့လည်းမလိုဘူးအရင်ငါတို့ဗာလဲစောင်းမကုံတောက်မကုံရှာပွေနေဖို့လည်းမလိုဘူးပေါ့နော်ငါတို့ရဲ့သားသမီးတွေကဒီလိုမျိုးចောင်းနေပြီးတဲ့အခါမဟုတ်ရင်လည်းဒီညနေအိမ်ပြန်လာတဲ့အချိန်ကျရင်ပေါ့နော်ဒီအိမ်လေးကနှွေးထွေးတယ်ဒီအိမ်လေးကချစ်ချင်းမြတ်တာတွေနဲ့ပြည့်စုံတယ်ဆိုတဲ့ feeling မျိုးလေးပဲငါအမြဲရစေချင်တယ်လို့သူ့ကိုပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကမှတ်ထားတယ်မှတ်ထားတော့ဒီတရားလိုချင်တဲ့မိကုန်းလေးကိုသူဖြည့်သွားတယ်လို့ပဲပြောရမယ်သူကိုယ်တိုင်လည်းပဲဒီလိုမျိုးစိတ်မျိုးရှိတယ်လို့မြင်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်အရင်ကျင့်တတ်ပါတယ်လို့ okay အဲ့ဒါဆိုတရားတို့နောက်မိကုန်းတစ်ခုသွားကြမယ်နော်အခုကတော့ဒုတိယမေခွန်းလေးကိုတရားကမေးထားတယ်ပေါ့နော်ဒုတိယမေခွန်းမှာဘာပြောထားလဲဆိုလို့ရှိရင်တရားကဒီချစ်ချင်းမြတ်တာနဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့မှတရားတို့ရဲ့အနာဂတ်သားသမီးတွေကိုပေါ့နော်ဘယ်လိုမျိုးစံပြအဖြစ်တရားတို့ဒီဥပမာအနေနဲ့ပေါ့နော်တရားတို့နေထိုင်သွားဖို့စိတ်ကူထားလဲလို့သူ့ကိုတရားကမေးထားတယ်ပေါ့နော်သူပြန်ဖြေထားတာကတော့လေဒီအချစ်ချင်းမြတ်တာတို့ဒီအိမ်ထောင်ရေးတို့ဆိုတာတကယ်အထွတ်အမြတ်ထားရမယ့်အရာပေါ့နော်ဆိုတော့လူနှစ်ယောက်ကတယောက်နဲ့တယောက်တကယ်ချစ်ကြပြီဆိုလို့ရှိရင်တယောက်နဲ့တယောက်ကဒီတယောက်အမြဲတမ်းပေါ့နော်လေးစားသမှုထားကြရမယ်ပြီးတော့တယောက်နဲ့တယောက်ဒီလိုမျိုးရိုင်းပင်းကူညီရမယ် support ပေးကြရမယ်ပြီးတော့ဂရုတွေစိုက်ကြရမယ်ပေါ့နော်အဲ့ဒီအရာကတရက်နှစ်ရက်လောက်ရမယ့်အရာမဟုတ်ဘူးပေါ့နော်ဒီအဆုံးအစမရှိတယောက်နဲ့တယောက်ဒီအရာတွေကတယောက်နဲ့တယောက်အမြဲတမ်းပြုလုပ်ရမယ့်အရာပေါ့နော်ဘယ်အချိန်မဆိုဘယ်နေရာမဆိုဘယ်ကာလမဆိုပေါ့နော်တယောက်နဲ့တယောက်ချစ်ရတာကိုပြကြရမယ်တယောက်နဲ့တယောက်လေးစားကြရမယ်တယောက်နဲ့တယောက်ကနားလည်မှုရှိကြရမယ်တယောက်နဲ့တယောက်အမြဲတမ်းဂရုစိုက်ကြရမယ်ဆိုတာကိုသူကပြောထားတယ်ပေါ့နော်ပြီးတော့တယောက်နဲ့တယောက်ကလည်းအမြဲတမ်းပေါ့နော်ကောင်းတာတွေပဲလိုချင်ကြရမယ်ပေါ့နော်ပြောချင်တာကလေသူကလည်းတရားကိုကောင်းတာပဲဖြစ်စေချင်တဲ့မျိုးတရားလည်းသူ့ကိုပဲကောင်းစေချင်တယ်ဆိုတဲ့စိတ်မျိုးပဲအမြဲတမ်းမွေးရမယ်ဆိုတာကိုသူကပြောတယ်ပေါ့နော်ဒီလိုမျိုးတွေနဲ့ပဲသူကနေထိုင်ပြီးတော့မှဒီတရားတို့ရဲ့အနာဂတ်သားသမီးတွေကိုပြသွားမယ်လို့သူကစိတ်ကူထားတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့ဒီမိခွန်းနဲ့ပတ်သက်ပြီးလို့ရှင်သူဖြေထားတာကိုတရားကသဘောကျတယ်ကိုယ်တိုင်လည်းပဲပေါ့နော်ဒီသားသမီးတွေကိုပေါ့နော်ဒီပထမမိခွန်းမှာပြောထားသလိုမျိုးပဲပေါ့နော်တရားတို့အရန်ချမ်းသာမှာသားသမီးတွေကိုဒီမွေးလာကလေးကပေါ့နော် Ferrari ကပေးရနိုင်ရမယ်တို့အဲ့လိုမျိုးတွေတရားတို့စိတ်ကူးထဲမှာမရှိဘူးသားသမီးတွေကိုတရားတို့ကဒီအိမ်လေးကနှွေးထွေးတယ်ဒီအိမ်လေးကချစ်ချင်းမြတ်တာတွေနဲ့ပြည့်စုံနေတယ်တယောက်နဲ့တယောက်ကပေါ့နော်ဒီသားသမီးတွေကိုပေါ့နော်ဘယ်လိုမျိုးစိတ်ဒဏ်ရာမှမပေးတဲ့မိဘမျိုးဖြစ်ပဲတရားတို့ကစူးစမ်းပြီးနေထိုင်သွားမယ်လို့ကတိပြုထားသလိုမျိုးပဲသူကိုယ်တိုင်ကလည်းဒုတိယမိခမဒီလိုမျိုးလေးဖြည့်ထားတဲ့အတွက်ကြောင့်မလို့ဒါအရန်သဘောကျပါတယ်လို့ကျေးဇူးတင်ပါတယ်
โอเคနံပါတ်3မိန်းခွန်းမှာကြတော့ဒါကသူ့ကိုဗာမေးထားလဲဆိုလို့ရှိရင်ပေါ့နော်ဒါတို့မိဘတွေဖြစ်လာပြီးပြီးလို့ရှိရင်ဒီမိဘတွေဖြစ်လာတဲ့အချိန်ကျရင်တစ်ခါတလေကျရင်ဒါတို့စိတ်အရန်ဖိစီရတဲ့အချိန်တွေရောက်လာတဲ့အချိန်ကျရင်ပေါ့နော်ဒါတို့ကဒီteam တစ်ခုအနေနဲ့ပေါ့နော်တယောက်ကိုတယောက်ဘယ်လိုမျိုး support လုပ်ကြမှာလဲလို့ဒါကသူ့ကိုမေးတဲ့အချိန်မှာသူကဗာဖြေထားလဲဆိုလို့ရှိရင်နားလည်မှုတွေရဲ့ပြီးလို့ရှိရင်ဂရုဏာသက်မှုတွေပြီးလို့ရှိရင်နားလည်ပြီးမှုတွေနဲ့သူကsupport ပေးမယ်လို့သူကဖြေထားတယ်ပေါ့နော်ဆိုတော့ပြီးတော့သူကဘာပြောလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ပေါ့နော်ဘယ်လိုမျိုးကူညီဖေးမကြမှာလဲဆိုလို့ရှိရင်ဒီလိုထားပါတော့ဒီကိစ္စတစ်ခုကတရားအတွက်အရန်ခက်ခဲနေတယ်ဆိုလို့ရှိရင်သူကနေပြီးတော့မှအရှိကနေဥဆောင်ပြီးတော့မှပြောချင်တာဖြည့်ရှင်းပေးမယ်ပေါ့နော်တချို့အရာတွေကြတော့တရားကနေဝင်ရောက်ပြီးတော့မှဖြည့်ရှင်းပေးမှကောင်းတယ်အထူးသဖြင့်သားသမီးတွေပေါ်မှာမိခင်ကနေပြောတဲ့စကားတွေရှိတယ်လို့မျိုးဖခင်ကနေပြီးတော့မှပြောတဲ့စကားလုံးတွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်ကျရင်မကြောက်မရွံ့ပဲနဲ့တရားကနေတင့်တော်တယ်ဆိုလို့ရှင်တရားကနေထားပြီးတော့မှသူ့ဦးဆောင်ပြီးတော့မှဒီကိစ္စကိုဖြေရှင်းပေးမယ်သူကနေပြီးတော့မှသူပြောမှသူပါဝင်မှအဆင်ပြေမယ်ပို့ပြီးတော့တင့်တော်မယ်ဆိုရရှင်သူကနေပြီးတော့မှအရှိကနေဦးဆောင်ပြီးတော့မှဖြေရှင်းပေးမယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့သူကteam တစ်ခုအနေနဲ့ဒီလိုလေးတွေပေါ့နော်တရားနဲ့တရား support သွားမယ်လို့သူဖြေထားတယ်ပေါ့နော်ဆိုတော့ business ထဲမှာတရားကြိုက်တဲ့စကားလုံးနှလုံးရှိတယ်ပေါ့နော်နားလည်မှုရဲ့ပြီးတော့တရားနဲ့တရားဒီဂယုနာတက်မှုပေါ့နော်ဒီစကားလုံးကအရန်အရေးကြီးတယ်လို့တရားထင်တယ်ပေါ့နော်မိဘတွေဖြစ်လာလို့ရှိလို့ရှိရင်တော့လေတစ်ခါတလေကြာရင်တရားတို့ဖြစ်စေချင်တဲ့အရာတွေရှိတယ်လို့မျိုးပေါ့နော်မဖြစ်စေချင်တဲ့အရာတွေရှိတယ်ပေါ့နော်ဒါမှသူကနေပြီးတော့မှသူဖြစ်စေချင်တဲ့အရာရှိတယ်လို့မျိုးတရားဖြစ်စေချင်တဲ့အရာရှိတဲ့အချိန်ကြာရင်ပေါ့နော်တရားနဲ့တရားဒီနားလည်မှုတွေရဲ့ပြီးလို့ရှိရင်တရားနဲ့တရားအမြဲတမ်းပေါ့နော်ဂယုဏတတ်မှုတွေနဲ့ဒီလိုမျိုးဂယုဆိုင်မှုတွေနဲ့ပေါ့နော်ဖေးမကြမယ်ဆိုလို့ရှိရင်တော့တရားတို့future သားသမီးတွေပေါ့နော်ကောင်းကောင်းမွန်မွန်လေးပြုစုဆောင်ရှောက်နိုင်မယ်လို့တရားထင်တယ်ပေါ့နော်ဆိုတော့သူဖြေထားတဲ့မိကွန်းပေါ်တရားကိုမေးမယ်ဆိုလို့ရှိရင်တော့တရားသဘောကျနှစ်တက်ပါတယ်သူ့ကိုလည်းပေါ့နော်ဒီလိုမျိုးဖခင်ကောင်းတယောက်အမှန်တကယ်ဖြစ်ဖို့လဲတရားမျှော်လင့်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တရားတို့မိခွန်း number 4သွားမယ်ပြီးယူလဲရှေ့လာပြီဆိုတော့လေနောက်တစ်ပုဒ်ကိုမြန်မြန်ပဲတွားကြမယ်နော် let's go ကဲနောက်ဆုံးမိခွန်းကိုရောက်လာပါပြီပေါ့နော်ဒီနောက်ဆုံးမိခွန်းမှာတရားသူ့ကိုမေးထားတာကတော့လေတရားကိုပေါ့နော်သူ့ဇနီးမယားတယောက်အနေနဲ့ပြီးလို့ရှိရင်တရားတို့ရဲ့အနာဂတ်သားသမီးကိုသူတို့ရဲ့ဖခင်တယောက်အနေနဲ့ဂတိတစ်ခုပေးရမယ်ဆိုလို့ရှိရင်ဘာဂတိပေးချင်လဲဆိုတော့သူကနဲ့တရားတို့သားအမိတွေကိုပေါ့နော်သူကအချစ်ချင်းမြတ်တာတွေဂရုစိုက်မှုတွေကိုအမြဲပေးမယ်ဆိုတဲ့ဂတိကိုသူကပေးတယ်ပေါ့နော်ပြီးလို့ရှိရင်သူရဲ့ the best version of myself ကိုသူကနေထိုင်သွားမယ်ဆိုတဲ့ကတိကိုသူကပေးတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ပြောချင်တာကလေသူ့ရဲ့ဒီအကောင်းဆုံးတော့လူတစ်ယောက်အနေနဲ့သူနေထိုင်သွားမယ်လို့သူကဂတိပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်အရန်ကျဉ်တ်အတိချစ်ရပါတော့ကျမပေါ့နော်ဆိုတော့ဒီ vlog ကိုတရားကတင်ထားမယ်ပြီးလို့ရှိရင်တရားတို့တသားမီမီလေးတွေရလာလို့ရှိရင်လည်းပြလို့ရအောင်ပေါ့နော်ဒီမေခွန်းတွေကိုတရားကနောက်ဆုံးဗီဒီယိုရနောက်ဆုံးမှာရိုက်ပြီးတော့မှပြင်ပေးပေါ့နော်ဆိုတော့အဲ့ဒါဒီတဲ့အထိလည်းကြည့်ပြီးသွားကြပါအောင်လို့ကြည့်ရှုတဲ့သူတယောက်ချင်းစီကိုအရန်ကျေးဇူးတင်ပါတယ်